အခုတော့ကန်းကြီးစင်းမယ်သွားလို့ရမယ့်နေရာတွေရှိတယ်ဒီအတွင်းထဲဆိုလို့ရှင်သူတို့ကားကိုဓာတ်ရိုက်ဆွဲပေးတော်တော်ပူတယ်တော့နေပူတယ်ဒီလက်တောင်းเลยအဲ့မှာကြည့်တဲ့မရှင်နေရာနဲ့တနေရာတော့လမ်းလျှောက်ရတယ်လေလမ်းလျှောက်ရတယ်ဆိုတဲ့အတွက်ကြောင့်ပေါ့ sorry ဆိုလို့ရှင်ဘိုင်းမစာဘူးအဲ့ဒါဒုက္ခရောက်တာကြည်တောက်ကနေလမ်းလျှောက်လိုက်ပြီးဆိုလို့ရှင်ရေကူးကန်ရောက်မှာပေါ့နော်ရေကူးလိုက်တယ်လူတွေတိတ်မရှိဘူးထင်တယ်လူညံပြီးတော့ဟိုပေါင်တာမှုတ်တယ်လို့ပဲတဲ့ resort အထဲထဲမှာမှသူအတိပတိတွေလုံးလို့ရမယ့်နေရာတွေအများကြီးပဲရှိတယ်ပေါ့နော်ဟို sunrise လေးကြည့်မှာတော်တော်လေးကိုမိုက်တယ်မိုက်တာတော့မိုက်တယ်ဒီမှာကြည့်ဒီမှာဒါဆိုလို့ရှင်မကြည့်ကန်းကျုပ်လှမ်းပြီးတော့မှာရပါတော့ဒါမှာကြောက်လဲရှင်ဒီမှာဒီနေ့ကတော့အေးပင်တန်သွားခဲ့တဲ့ resort အကြောင်းလေးကိုရှင်းပေးတယ်ပေါ့နော် strap PC မှုဖြစ်နေတဲ့တနေ့တာမှာဒီလိုလေးလှုပ်ဖြစ်ခဲ့တယ်ဆိုတာပေါ့နော်အမှတ်တရအနေနဲ့ဗီဒီယိုလေးပါပြီးဖြစ်ခဲ့တယ်ပေါ့နော်ဒါကတော့ဘီလာထဲရပါတော့ဒါက living room ဒါက dining room ဒါက kitchen room သူကကစားမဲ့ဆိုလို့ရှင်ဒီမှာမာကြောက်လည်းရှိတယ်ပေါ့နော်ဒါမာကြောက်လည်းရှိတယ်မှာမာကြောက်လည်းဒါကတော့ဒီမှာလေကနေပြီးတော့ဒီမှာတက်ချင်းဒီမှာ master bedroom ရှိမယ်ဒီမှာကျတော့ double bedroom ဒီမှာဆိုလို့ရှင်လေ3ယောက်အခန်းပေါ့နော်3ယောက်အခန်း3ခန်းရှိမိုက်တာတော့မိုက်တယ်ဒီမှာကြည့်ဒီမှာဒါဆိုလို့ရှင်ဒီမှာကြည့်ကန်းကျုပ်လှမ်းပြီးတော့မြင်နေရတဲ့ view ဒါကဒီအပေါ်ဓာတ်ကနေပြီးတော့လှမ်းမြင်နေရတဲ့ကန်းကျုပ်တွေ့နေရတဲ့ view ကိုလိုလာစတော့ဒီမှာဒီကနေပြီးတော့ dining room ထဲကနေပြီးတော့လှမ်းမြင်ရတဲ့မြင်ကွင်းပေါ့နော်။ဒါဆိုလို့ရှိရင်မာကန်းချီယူလှမ်းတွေ့နေရမှာ။မိုက်တာတော့မိုက်တာတော်တော်မိုက်တယ်။မှာကန်းချီယူလှမ်းတွေ့နေရမယ်။ဘီလာပေါ့နော်။အခုကတော့ဘီလာကနေပြီးတော့ရေကူးကောင်သွားပြီးတော့ရေကူးမလို့ပေါ့နော်။ရေကူးကောင်သွားပြီးတော့ရေကူးမလို့ဒီမှာဆိုလို့ရှင်လုံးချင်းအိမ်ရလေးတွေပေါ့နော်ဒီဟိုတယ်ဟာဆိုလို့ရှင်ဒီမှာခုနအေးထွက်ခဲ့တဲ့ဘီလာကဒီမှာဒီဘီလာသူကကြတော့9ယောက်လောက်နေလို့ရတယ်ပေါ့နော်အပေါ်ထပ်မှာအခန်း3ခန်းရေချိုးခန်းအိမ်သားလည်း3ခုပါတယ်ပေါ့နော် master bedroom ကတစ်ခုဟိုစာ apartment နေလို့ပုံစံမျိုးပဲဒါပေမဲ့တော်တော်မိုက်တယ်ပေါ့နော်ကန်းကျိုးလည်းလှမ်းမြင်နေရတယ်ဆိုတော့ဒါအကြတော့ကျန်တဲ့ဘီလာလေးတွေကျန်တဲ့ဖီလာလေးဒီဟာကကြတော့သူတို့ပြင်နေတာပေါ့နော်ပြင်နေတာမှာကန်းကြီးကနေပြီးတော့တော့ lobby ပေါ့နော် main နေရာကြီးမှာသူကမိန်းနေရာကြီးမှာရေကူးကန်တို့ဘာလို့ရှိတာပေါ့နော်မိန်းအထဲမှာဒီဘက်အချမ်းကျတော့ဒီလိုမျိုးဘီလာလေးတွေပေါ့နော်ဘီလာလေးတွေရှိတာပါသူကအဲ့ဘီလာလေးတွေကိုဟိုလိုမျိုးဘက်ကီလေသိလားဟိုမှာတွေ့လားကားအသေးလေးတွေအကားအသေးလေးတွေနဲ့သူက live ပို့ပေးတယ်ပေါ့နော်ဒါကြတော့ဘီလာကနေပြီးတော့တိတ်ပြီးတော့မိနစ်မဝေးရှောက်လို့ရှင်ဒီမှာကန်းချီကိုလှမ်းမြင်နေရတယ်ကန်းချီကိုလှမ်းမြင်နေရဒါကြတော့ဒီမှာဒါကအေးတဲတဲ့ဒီဘီလာဒီမှာအခုတော့ကန်းချီစင်းမယ်မနေ့တော့ဟို sunrise ကိုမြင်လိုက်ရတယ်ပေါ့နော် sunrise ဒီဘက်ချမ်းနေထွက်တာဘလောမရိုက်ဘူးဆိုပြီးတော့လှနေတာနဲ့ဘလောရိုက်ဖြစ်သွားတာပေါ့နော်မကြီးသေးတွေကမကြီးနူးညံ့နေရပဲမသေးတွေကနူးညံ့နေရပဲဘယ်လိုမျိုး
အီလေးနဲ့အဖြူကောင်လေးတွေကြည့်ပဲဒီမှာလေသူတို့လူနေလို့လားမသိဘူးဟိုဟာမဖြစ်ဘူးဒီမှာခယူတယ်မခယူလေးတယ်သူတို့ဒီမှာလေခရီးသွားရသည်မဟုတ်လို့လားမသိဘူးလူအရန်နေတယ်သိလားလူအရန်နေတယ်လူရန်နေပြီးတော့ဒီကန်းချေဒီပင်လယ်ထဲကိုဆင်းတဲ့လူတိတ်မရှိဘူးမကြီးတောက်ညာမကြီးတောက်တော့ငါးလေးတွေရောမပဇွန်စာပဇွန်လေးတွေရောခဏအသေးလေးတွေရောတွေ့ရဒီမှာကြီးတောက်ဒီမှာအေးနေတဲ့ပဲဒီအထဲထဲမှာဒီနေရာလေးမှာတော်မိုက်တယ်နော်နေရာတော့ပူတယ်မငါတေးသေးလေးတွေတွေ့ငါတေးသေးလေးတွေရှေးကကြီးတောက်နေပူတယ်တော့မယ်တခြားနေရာရွှေ့တခြားနေရာပဲရွှေ့မနေ့တော့စောစီစီတင်းလေးနောက်ဆုံးရက်ဆိုတော့အစိုးရထားလိုက်တာအခုက9:16ကိုနေဒီလောက်ပုံညာပေါ့နော်မနေ့တော့ဆိုလို့ရှင်မနေ့6နာရီလောက်ဆိုလို့ရှင်တော့တော်တော်လေး sunrise ကိုတွေ့နေရတယ်နေရာလဲတအားမပူသေးဘူးပေါ့နော်ဒါကခုနဘီလာနေပြီးတော့3မိနစ်လောက်ပေါ့နော်ဒီတောင်ပြင်ဘက်ကနေလမ်းလျှောက်လိုက်ပြီးဆိုလို့ရှင်ရေကူးကန်ရောက်မှာပေါ့နော်ရေကူးကန်နဲ့ပြီးတော့ကြတော့ဒီပင်လယ်ကိုလှမ်းမြင်နေရတဲ့ view ပေါ့နော်ပြီးတော့မနက်စာတွေဘာတရားလဲဒီထဲမှာပဲပေါ့နော်ဒီမှာသူတို့တွေဒီခရီးသွားစီစဉ်မဟုတ်လို့လားမသိဘူးလူတွေတိတ်ပြီးတော့မတွေ့ဘူးပေါ့နော်မနက်ကတော့နည်းနည်းပဲတွေ့လိုက်တယ်လူတွေတိတ်မရှိဘူးထင်တယ်ပြီးတော့ပင်လယ်ထဲသူတို့ရေစင်းကူးကြအောင်ဟိုဒီရေကူးခံမှာပဲသူတို့ကူးဖြစ်တာများတာပေါ့နော်ဒီမှာတဲ့နုံညညာမကြည့်တဲ့နုံညပြီးတော့ဟိုပေါင်တာမှုတ်တယ်လို့ပဲဒီဝင်းကြီးဟိုတယ်ဝင်းကြီးမှာပဲအကျယ်ကြီးပဲပေါ့နော်ဟိုတယ်ဝင်းကြီးမှာပဲအကျယ်ကြီးပဲဒီမှာဆိုလို့ရှင်လည်းအခန်းနေရှိတယ်ပေါ့နော်ဒီမှာအခန်းနေရှိတယ်ဟိုတယ်ဝင်းကြီးကအကျယ်ကြီးပဲဒီမှာဘယ်လိုလဲဆိုတော့လေဘင်တန်မှာလေသူကဒီမှာဆိုလို့ရှင်ဒီဟိုတယ်ရီဆော့ရှိတယ်အဲ့ဟိုတယ်ရီဆော့အထဲမှာမှသူအတိပတိတွေလုံးလို့ရမယ့်နေရာတွေအများကြီးပဲရှိတယ်ပေါ့နော်ဟိုသွားလို့ရမယ့်နေရာတွေရှိတယ်ဒီအတွင်းထဲဆိုလို့ရှင်သူတို့ကားကိုဓာတ်ရိုက်ဆွဲပေးတယ်ပေါ့နော်အဲ့ကားဆွဲတဲ့ဟာတွေလည်းအချိန်ရှိတယ်ပေါ့နော်အချိန်ရှိတယ်အဲ့အချိန်နေနဲ့တိုင်ပင်ထားပြီးတော့သွားတယ်ဆိုလို့ရှင်အဆင်ပြေတယ်ပြီးတော့ဒီအတွင်းထဲမှာပဲစားတောက်ဆိုင်တွေတချို့ဆိုင်တွေဆိုလို့ရှင်သူဟို 20% off လာမသိဘူးအဲ့လိုမျိုးပေးထားတယ်ပေါ့နော်ဒါဒီမှာမနက်ကထိုင်ခဲ့တဲ့နေရာလေးဒီမှာဆိုလို့ရှင်အတိပတိလုံးရှင်တယ်group တွေနဲ့လာတယ်ဆိုလို့ရှင်တော့တော်တော်မိုက်တယ်ပေါ့နော်တော်တော်မိုက်တယ်တာယာမရှယ်ပဲလောလောဆယ်တော့ခဏနားလာအောင်ကျန်တဲ့လူတွေမလာခင်လေဗီဒီယိုရိုက်ပြီးခဏနားလာအောင်
သူကလေဒီမှာကျင့်ဒီကနေပြီးတော့ဒီလိုခုံလေးတွေလည်းပေးထားတယ်ပြီးတော့ကျတော့ဟိုမှာတွေ့နေရတဲ့ဟာပြီးတော့ကျမှလိုက်ပြပေးမယ်ဟိုရေကူးကန်ပေါ့နော်ရေကူးကန်ကိုလှမ်းတွေ့ရမှာပါဒီမှာဆိုလို့ရှင်တော့အေးအေးစစ်စစ်လေးအိတ်ပြီးတော့ဒီမှာ sunrise လေးကြည့်ဒီမှာတော်တော်လေးကိုမိုက်တယ်ပြီးတော့သူကအတစ်ပတိတွေအများကြီးပဲဟိုအဲ့တောင်မှသူကချက်ထပ်ပြီးတော့ကောက်ပြီးတော့မှပေါ့နော်ထပ်လုပ်လို့ရတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ပြီးတော့အဓိကတော့အစားအစာတော့အရင်ထင်တဲ့လောက်ဒီဝင်းထဲမှာပဲရှိတဲ့အစားအစာတွေပေါ့နော်တကယ်လို့အပြင်ထွက်မယ်ဆိုလို့ရှင်လဲကားတက်စီတို့ဘာလို့အရင်မရနေဘူးဆိုတော့ကားအကုန်လုံးငှားရတာအဲ့တခုတော့ရှိတယ်အဓိကတော့ဒီဟိုတယ်ဝန်းထဲမှာပဲကိုစားတယ်ဆိုလို့ရှင်တော့တော်တော်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ဈေးကတော့တည်တဲ့အတိုင်းပဲသူတို့ resort ဆိုတဲ့အတွက်ကြောင့်မလို့အဲ့တော့မနေ့ကတော့စားတဲ့ဆိုင်ဆိုလို့ရှင်ဈေးကတေးကြီးတယ်ပြီးတော့သူကဘယန်တော့ဟိုတယ်ဝန်းထဲကဆိုင်ပေါ့နော်အဲ့လိုပုံစံမျိုးပြောလို့ရတယ် view ကတော့အသေးလှရှယ်လှဒါပေမဲ့ဈေးကတော့ကြီးတယ်ဒါပေမဲ့စင်ကာပူကနေလာတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဈေးကတော့ပြောမယ်ဆိုလို့ရှင်စင်ကာပူမှာနဲ့တွက်လိုက်မယ်ဆိုတန်တယ်လို့တော့ပြောလို့ရတယ်เนาะ view နဲ့အိုက်စားပင်နဲ့ဆိုလို့ရှင်ပေါ့เนาะမနေ့တော့စားတာက4ယောက်ကို1ယောက်တစ်ပွဲစီပဲเนาะတိတ်ပြီးတော့မမှားဘူးအဲ့ဒီဟာကိုစင်ကာပူဒေါ်လာ150ကျော်150လောက်ကုန်သွားတယ်ဘာပြောရမလဲမသိတော့လှပါတယ်နမပြီးတော့ကျမပဲရေကူးကန်လိုက်ပြတော့မယ်အခုဒီထွက်လာတဲ့ဟာကလုံးဝဘာမှမလုပ်ဘူးဆိုပြီးတော့လာတာပေါ့နော်ဘာမှမလုပ်ဘူးအခုတလောကဗီဒီယိုတွေလည်းမြင်ရတော့ပုံတွေလည်းမြင်ကိုကိစ္စနဲ့ကိုတိုင်နေပတ်ကိုဟိုစာ pressure တွေအရင်များနေလို့ပေါ့နော်အဲ့ဒါမနေ့ကိုအားကြောင့်လို့ broad တွေလည်းမထွက်ဖြစ်တာပေါ့နော်အခုတော့ edit လုပ်တဲ့နည်းကိုလည်းတစ်မျိုးပြောင်းပြီးတော့ broad ကိုပုံစံတစ်မျိုးပြောင်းလို့စဉ်းစားထားတယ်ပေါ့နော်အဲ့တော့အားပေးကြပါဦးလို့နောက်တနေရာသွားမယ်ဟုတ်ပါလှုပ်လိုက်မယ်ရေကူးကန်လိုက်ပြမယ်ဒါတနေရာနဲ့တနေရာတော့လမ်းလျှောက်ရတယ်လေလမ်းလျှောက်ရတယ်ဆိုတဲ့အတွက်ကြောင့်ပေါ့ဟိုမှာသူတို့တွေလည်းလာပြီဆိုတော့ဒီမှာဒီမှာဒါကဒီသူကပူပါပေါ့နော်ပူပါလို့ရတယ်ဒီမှာဒါရေကူးကန်ရေကူးကန်1.2 မီတာပဲဆိုတော့အေးအနေနဲ့အဆင်ပြေတယ်ပေါ့နော်ကိုကရေမကူးတက်တော့ရေစိမ်ုံပဲဆိုတော့ 1.5 ဆိုလို့ရှင်တော့မရဘူးကြက်ရေကူးကန်ပူပါဒီမှာဆိုလို့ရှင်အတစ်ပရီလုံးချင်သူကရေကူးကောင်မှာရှိတ်နေဆိုတော့မိုက်တယ်ရှယ်ပဲဒီမှာဆိုလို့ရှင်အတစ်ပရီတွေလုံးချင်တယ်ဆိုလို့ရှင်ဒီမှာဘောလုံးကစားပြီးတော့လုံးလို့လည်းရတယ်ဒီမှာကြည့်နိုင်တယ်ဟိုစား swimming pool ကအဝိုင်းလေးဒါကတော့သူ့ရဲ့ဒီ swimming pool area နေရာပေါ့နော်တော်တော်လေးမိုက်တယ်ရှယ်ပဲဟိုဘက်နား view ကပုံမိုက်တယ်လိုက်ပြမယ်မနက်နေရောင်ထိုးမနက်9 နာရီပဲရှိတယ်တော်တော်ပို့တယ်ဒီမှာပြီးတော့ကြာသူတို့ဒီမှာဂျာကလူစီပေါ့နော်ဂျာကလူစီရှိတယ်မာရေကူးမယ်ဆိုလို့ရှင်ရေဒီမှာရေချိုးပြီးတော့မှဒီမှာတပတ်တွေပါတယ်လက်တောင်းတယ်အဲ့မှာတဲ့လားမရှယ်ပဲ view မှာ view ဟိုဘက်ကပင်လေကြီးကိုလှမ်းမြင်နေရမယ်ဒီမှာ swimming pool နဲ့မိုက်တယ်နော်
ဖြူကမိုက်တယ်မဖြူကရှယ်ပဲမဖြူပြီးတော့ကြာလို့ရှရင်ရေစော့မယ်ပေါ့နော်ရေစော့မယ်ဒီမှာကြည့်ဒီမှာလေကားတက်ကလေးတွေနဲ့ 1.2 မီတာပေါ့နော်1.2 မီတာရှိတယ်ပြီးတော့ကြာရင်ဟိုးမှာပင်လေယူလှမ်းမြင်နေရမယ်ပြီးတော့ကြာမှရေကူးတော့မယ်ဒီမှာရေကူးဝစ်ဆောင်လည်းတစ်ခါလေးလဲပြီးသွားပြီပေါ့နော်အဲ့တော့မနက်စားပြီးတော့ရေကူးပြီးတော့ဒီနေ့ကတော့ပြန်မဲ့နေဆိုတော့ပြီးတော့ကြာရင်အထုပ်ပိုးထည့်ပြီးတော့ပြန်တော့မယ်ပေါ့နော်အခုကတော့ဒီမှာမနက်စာဒီနေ့မှဘူဖေးသွားပြီးတော့စားခြင်းလို့ပေါ့နော်ဘူဖေးကစင်ကာပူဒေါ်လာ20ဝန်းကျင်ပေါ့နော်20ဝန်းကျင်ရှိတယ်ဒါပေမဲ့ဘာတွေပါလဲဆိုတော့အေးအနေနဲ့တော့တိတ်ပြီးတော့မကြိုက်ဘူးအေးထမင်းတို့ဘာလို့စားကြတာဆိုတော့လေဟိုတယ်ကတော့အသေးလားဘူဖေးဒီမှာကန်းချေရနေပြီးတော့ကန်းချေကိုလှမ်းပြီးတော့မြင်နေရတယ်ဒါကဒစ်ဆက်တွေဒါကပေါင်မုတ်တွေဒိုးနက်တွေပေါင်မုတ်တွေဒိုးနက်တွေပေါ့နော်ပေါင်မုတ်တွေဒါကဆလက်ကျဥကျော် Hi ကျဥကျော်ဒါကခောက်ဆွဲပြုတ်မကီးတယ်ခောက်ဆွဲပြုတ်တော့ဝေးဖားတယ်အန်တဲ့ဟာထမင်းကျော်ခောက်ဆွဲကျော်ဒါတော့မစိုးဒါကြက်သားကျော်ဒါကြောက်ကြတိုမာတိုနံပြားတယ်ဒါထမင်းကျော်နဲ့ပဲဟာဒါကကြတော့အာလူးကျော်ဒါပါလေဒါပေါက်စီဒီမှာစော့တွေနဲ့ဟေးရဒါကဆန်ပြုတ်ဆိုင်ကောင်းမလားမသိဘူးတော့ဆိုင်မနက်စောဆိုလို့ရှိရင်ဘိုင်းမစားဘူးအဲ့ဒါဒုက္ခရောက်တာမနက်စောဆိုဘိုင်းမစားတနိုင်လောက်မှဟိုတစ်ခါတည်းစားတာဆိုတော့လေအဲ့အချင်းကတော့မကောင်းကျောက်ကျော်နဲ့ဒီမှာကော်ဖီကြက်သားကျော်အရန်ဟို healthy food တွေရန်စားတာပဲကြက်ကြော်နဲ့ကိုကြိုက်တဲ့ဟာပဲစားဖြစ်တယ်မာ European style မာ coffee လေးနဲ့coffee 3 ခွက်မြောက်coffee တောက်ပြီးတော့ရေသွားကိုတော့မယ်ရေသွားဆော့တော့မယ်ပေါ့နော်ရေသွားကိုတော့မယ်နေရတော့တော်တော်ပူတယ်တော့နေပူတယ်စင်ဟိုးဘက်ကဒီမှာပင်လယ်ရုပ်လှမ်းမြင်နေရတာပေါ့နော်အကူကတော့ပူဆိုင်မှာနေပူနေတော့ပေါ့နော်နေပူနေတော့ရေဘယ်လိုကွင့်ကောင်းမှမသိ
ပြေးတယ်ရေထဲရောက်တော့အေးသားတာပဲအဓိကတော့ဟိုဘက်ကပင်လဲယူတွေ့ရတယ်ပြီးတော့ကြတော့ရှီတွေကဒီလိုမျိုးပေါ့နော် rectangle မဟုတ်ဘဲနဲ့ pool side ကိုမှ cut ပုံစံလေးလောက်ထားတာဆိုတော့အနောကအုံးပင်ပထောင်လေးတွေနဲ့ဆိုတော့တော်တော်လေးကိုမိုက်တယ်ပေါ့နော်နေပူတာတစ်ခွလွဲလို့ရှင်ကျန်တဲ့ဟာတွေကရှယ်ပဲဒီမှာမဟုတ်ပါချမ်းHello. Kawala ngala bi Douglas insane ne. Beauty. You had a great time. La panio. Chắc xong này lấy chị. Paga thì anh ấy biết rồi đấy, đã biết rồi mà, Thai, là nhớ này bà, gì thế cả phá bỏ mặt Thai này là món nó phải xếp đấy, nhớ này bán solution nó cũ đó thì phá này, thì mà tao lui giờ rồi bỏ nó thì mà, chúa đó xếp với mày đấy. Mà chị đã cho rồi chị bỏ phá đi bị đó lan chi nhỉ tôi ra mềm nhìn quê chị bỏ phá đi tôi ra mềm nhìn quê chị cứ phải được bên lấy dùng nhìn nèนี่เลยจังดองရှေးကူးပြီးတော့ဒီမှာအိပ်ပါပြောသွားတရွေးလောက်ရဒီဆိုဝကြီးနဲ့အိပ်ပြောသွားတရွေးတောင်ရအောင်ဒီနေ့ပြန်တော့မဆိုမပြန်ကြုံဖြစ်ညိုးစာဘက်ကင်းနဲ့ပြန်တော့မယ်ဟိုတယ်ခန်းအောင်ပြီးလာအောင်ပေါ့နော်ဟိုတယ် reception ဒီမှာတက်လာတော့ဟိုတယ် reception ဒီမှာကျဟိုတယ်မှာရှိတဲ့ coffee ဆိုင်လေးပေါ့နော် coffee ဆိုင်နဲ့မုံစာကျတော့ဟိုစာဖြစ်တယ်ဆိုလို့ရှိရင်အတွင်းလမ်းနေပြီးတော့မောင်းတာလေမောင်းတာဆိုတော့အတွင်းလမ်းနေ3မိနစ်တောင်ကုန်နေကြတယ်မှာဟိုတယ်ရဲ့ဟိုဆုံးနေရ reception နေရပါတော့ဒါဒီဝန်းထဲမှာတင်ပြန်ပြီးတော့သွားတာနည်းနည်းများတယ်ဖြည်းဖြည်းလား
ဒါတခြားပီလာတွေပေါ့နော်ဒါပီလာတွေဒီမှာဆိုလို့ရှိရင်ရေကန်လေးနဲ့တော့မွန်းထဲမှာပဲပီလာတွေအများကြီးပဲပေါ့နော်အဲ့လိုပုံစံမျိုးမိုက်တယ်အေးချမ်းချမ်းနဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့ရောဆောလာလို့ချင်တဲ့လူတွေအတွက်ပုံမိုက်ပုံကောင်းတယ်မလည်းတခြားပီလာတွေပြီးတော့တော့ပြန်ပြီဒါ reception မှာသူ့ဘက်သူပေါ့နော်အဲ့လိုမျိုးဘယ်ကြီးခေါ်တယ်ပြီးတော့ကြတော့ပြန်နေဒါကတော့ရောက်ပါပြီဒါသူများရဲ့ဘီလာတွေသူများဘီလာတွေတကယ်လို့ဘီလာလုံးချင်းလေးတွေလေဒီမှာခေါင်းကမနဲ့တုန်းကသွားတာကကြတော့ဒီကနေပြီးတော့အပြင်ရန်နာနေဒီကနေပြီးတော့ကန်းကျက်ဆင်းပြီးတော့ဆွမ်မင်းပူသွားတာအခုအပြန်ကြတော့ hotel reception နေပြီးတော့ဟိုစားကားခေါ်ပြီးတော့ဒီကနေပြီးတော့ပြန်လာတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ရောက်ပြီ